အားလုံးပဲမင်္ဂလာပါ AK Korean Language Learning ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးတွေကတော့ကိုခန္ဓာအစိတ်အပိုင်းတွေနာကျင်တာနဲ့ပတ်သက်ဩဝီလေးတွေကိုလေ့လာကြည့်ပါမယ်နံပါတ်1ဘာလဲဆိုတော့ဒီပထမဆုံးပုံဒီသူကသွားကိုက်နေတာကိုပြချင်တာသွားကိုက်တယ်သွားနာတယ်ကဲအဲ့တော့ဒီနေရာမှာရှိတဲ့ထုံးဒီထုံးကကိုရီးယားယူနစ်ကိုရည်ညွှန်းတာမဟုတ်ဘဲနဲ့နာကျင်တာကြိုက်ခဲတာရောင်ရမ်းတာပေါ့နော်အောင်နာအဲ့လိုမျိုးဥစ္စာလေးတွေကိုရည်ညွှန်းချင်တာဖြစ်ပါတယ်ကဲအဲ့တော့ကြည့်မယ်သွားနာတယ်ခြီထုံးကြီးရှင်းမယ်ယူဒီနေရာမှာရှင်းမယ်ယူဆိုတဲ့အတိတ်ပဲကသူကရိုးရိုးတန်းတန်းနာကျင်တာမဟုတ်ဘဲနဲ့သူဟာပြင်းပြင်းထန်ထန်နာကျင်တာကိုပြောချင်တာဖြစ်ပါတယ်ကဲအဲ့တော့သွားကအရန်ကြိုက်နေလို့ဘလို့ကြိုက်တာလဲပြင်းပြင်းထန်ထန်ကြိုက်ခဲတာဆိုရင်ခြီထုံးကြီးရှင်းမယ်ခေါင်းကြိုက်ခြင်းကပြင်းထန်နေဒူထုံးကြီးရှင်းမယ်ယူရိုးရိုးကြိုက်တာမဟုတ်ဘူးပြင်းပြင်းထန်ထန်ကြိုက်တဲ့အတွက်ကြောင့်မို့လို့ဒူထုံးကြီးရှင်းမယ်ယူနောက်တစ်ခုအစစ်မြင့်နာကျင်ရောင်ရမ်းနဲ့ကြိုက်ခဲတယ်ကွမ်းကြောထုံးကြီးရှင်းမယ်ယူကွမ်းကြောထုံးကြီးရှင်းမယ်ယူအစစ်မြင့်ရောင်တာအရန်ပြင်းထန်နေနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဘိုက်နာတယ်ဘိုက်အောင်နဲ့အရန်ပြင်းထန်တယ်ဘိုးထုံးကြီးရှင်းမယ်ယူဘိုးထုံးကြီးရှင်းမယ်ယူဘိုက်အောင်နာအရန်ပြင်းထန်တယ်ဘိုက်နာတာအရန်ပြင်းထန်တယ်နောက်တစ်ခုခါနာတာအပြင်းထန်တယ်ရိုးထုံးကြီးရှင်းမယ်ယူခါနာခြင်းကအရန်ပြင်းထန်တယ်နောက်တစ်ခုကဘာလဲဆိုတော့ကြွက်သားနာခြင်းတာအရန်ပြင်းထန်တယ်ဆိုလို့ရှိရင်ဂုညုထုံးကြီးရှင်းမယ်ယူကြွက်သားနာတာအရန်ပြင်းထန်တယ်ဒီ slide လေးကိုဖော်ပြပေးရတဲ့အကြောင်းရင်းလေးကတော့ယော်ရောဘွန်းတို့ပေါ့နော်ဒီကိုရီးယားမှာမျက်စိနာရင်ပဲဖြစ်ဖြစ်သွားနာရင်ပဲဖြစ်ဖြစ်တခုခုဖြစ်လို့ဆေးရုံဆေးကန်းသွားလိုက်တယ်ဆိုလို့ရှိရင်ကိုကဘယ်ဌာနကိုသွားမှာလဲဘယ်ကိုသွားမှာလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးသိစေခြင်းတဲ့အတွက်ကြောင့်မို့လို့မျှဝေပေးခြင်းဖြစ်ပါတယ်ကဲအဲ့တော့ခွာဆိုတာသူကဌာနတို့ဘာလို့ပြောချင်တာအဲ့တော့နေကွာနေကွာဆိုလို့ရှိရင်ဘာလဲ body အတွင်းကုဌာနအန်ကဘာလဲမျက်စိဆိုတော့မျက်စိကုဌာနခြီဆိုတာကသွားအဲ့တော့ခြီကွာဆိုတော့သွားကုဌာနဖီဘူးကွာဖီဘူးဆိုတာကအရေးပြားဟုတ်ပြီနော်ခွာကွာဆိုတာကဌာနဖီဘူးကွာဆိုတော့အရေးပြားကုဌာနကြောင်းညောဝဲကွာဘာလဲအယိုးကြောကုဌာနဝဲဆိုတာအပြင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝဲကွာ body အပြင်ပါကုဌာနရှင်းကြောင်းကွာအယိုးကြောကုဌာနအဲ့တော့ဒီဌာနလေးတွေကိုတည်ထားခြင်းအပြင်ယော်ရောဘွန်းတို့ကိုရီးယားမှာစေယုံစေကန်သွားလို့ရှိရင်လွယ်ကူပါလိမ့်မယ်ကဲအဲ့တော့နောက်ဗီဒီယိုလေးတွေမှာဘယ်အကြောင်းအရာနဲ့ပတ်သက်ပြီးမျှဝေပေးမလဲဆိုတာဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော်